အာချောင်းနာကိုဆက်မလုပ်ဖို့ဆုံးမပြီးမြဲမရတော့တဲ့အဆုံးမှာဂျိုးပြူကိုဒိုရိုးရာကနေထုတ်ပယ်လိုက်တဲ့ဆိုလင်းဦးပရိသတ်များလုံးမဲ့မင်္ဂလာပါခင်ဗျာလက်ဝဲစုပရင်းကတင်ဆက်နေပါရီမြန်မာပြည်ကလက်ဝဲလောကမှာတမလီဆိုလင်းဦးဆိုရင်လူတိုင်းကသူ့ရဲ့တည်ငြိမ်မှုနဲ့ခန္ဓာကိုယ်လေးစားကြတာဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့တပည့်ဂျိုးပြူကတော့ဆရာနဲ့ပြောင်းပြန်ခန္ဓာကြီးထက်အာချောင်းနိုင်ကြီးမှာကဘာစင်ဖြစ်နေပါတယ်သူရဲ့ဆိုရှယ်မီဒီယာအသုံးပြုပုံကလက်ဝဲထိုးဖို့လေ့ကျင့်တာထက်ဆဲဆိုကျင်းစာတိုက်ဖို့စာစီနေရတာကပိုလုံးရှုံနေတယ်လို့မျိုးပါပဲအခုတော့ဆရာဖြစ်သူဆိုလင်းဦးကမင်းနဲ့ငါနဲ့မဆိုင်တော့ဘူးမင်းသွားခြင်းနဲ့ငရဲပြည်ကိုမင်းပါသာလဲသွားပြီးတော့ဆိုပြီးလမ်းခွဲလိုက်ပြီလေဖြစ်ပါရီဂျိုးပြူရဲ့အာချောင်ပုံကတော့ဟင်းဟိုးတဲ့ကိုရင်ကောင်းပြုတ်ကြတာထက်တောင်မှပိုပြီးတော့စိတ်နှောက်ယှက်ဖြစ်စရာကောင်းလာပါရီလက်ဝဲသမားတယောက်ဟာဂျိုးဝိုင်းထဲမှာချွေးမထွက်အောင်လို့ကစားရမယ့်အစားဂျိုးပြူကတော့ဖုံးရှိမှတတွေးထွက်အောင်လို့အာချောင်နေတာဖြစ်ပါရီသူရဲ့ post တွေကိုကြည့်လိုက်ရင်တော့ပညာရှိသတိဖြစ်ခဲ့ဆိုတာအထက်လူမိုင်းအာချောင်ခဲ့ဆိုတာမျိုးဖြစ်နေပါရီအစိုးဆုံးကတော့လူမျိုးရေးသွေးခွဲတဲ့ကိစ္စတွေပါကရင်နဲ့ဗမာကိုသွေးခွဲဖို့ကြိုးစားတာကမီးလောင်ရလေးပင်ုံနေမကပဲနဲ့ဓာတ်စီပါလောင်းထည့်ခြင်းနေတဲ့အပေါ်စားဗျူဟာဖြစ်ပါရီဒါကလက်ဝဲလောကရဲ့ဂုံတိတ်ခါကိုရွှွန့်လွန်နဲ့ဆွဲသွင်းခြင်းုံနေမကပဲအိမ်နာခြင်းတဲ့ဥပါနှိမ့်လိုက်သလိုမျိုးခံစားရစေပါရီပရိသတ်တွေကတော့မင်းလက်ဝဲထိုးမှလားဒါမှမဟုတ်လူမျိုးရေးဟောပြောပွဲလုပ်မှလားဆိုပြီးမေကွန်ထုတ်နေကြရတာကဟာတာတစ်ခုလိုဖြစ်နေပါပြီဆိုရင်ခင်ဗျာသူတို့ဘက်ကိုတတိပေးရတာနားမကြတဲ့သူကိုတရှင်းဆိုပြနေရတယ်လို့မျိုးဒါမှမဟုတ်နိုင်ရန်ကိုစကားပြောနေတယ်လို့မျိုးအချင်းကြီးဖြစ်နေခဲ့ပုံရပါတယ်ဒိုရကလရဲ့ပုံရိပ်ဆိုတာကဆိုလင်းဦးနှစ်ပေါင်းများစွာတိဆောက်ခဲ့ရတဲ့ရွှေနန်းတော်ကြီးပါပဲအဲ့နန်းတော်တွေကိုဂျိုးပြူကနွားချေးပုံကြီးကိုင်းပြီးတော့ဝင်လာတယ်လို့မျိုးအပြုတ်မှုတွေလုပ်နေတော့ဇရာသမားလည်းနောက်ဆုံးမှာတော်ပြီးမင်းနဲ့ငါနဲ့ကဘာချပြီဆိုပြီးတော့ထုတ်ပြလိုက်တာဖြစ်ပါတယ်ဒါကဂျိုးပြူအတွက်ကတော့အထိမပါပဲနဲ့မိုးရဲထွက်လိုက်ရတယ်လို့မျိုးပါပဲအရင်ကတော့ဒိုရိုးရဆိုတဲ့နာမည်နောက်ကွယ်မှာအကာအကွယ်ယူလို့ရပြီမေအခုတော့သူဟာတောထဲမှာလမ်းပြောင်းနေတဲ့ကြက်ကလေးလိုဖြစ်သွားခဲ့ပါပြီသူရဲ့အားချောင်းမှုတွေအတွက်ဘယ်သူကမှတောင်းယူပေးမှာမဟုတ်တော့တယ်လို့ပြဿနာတက်ရင်လည်းကိုဖြစ်ကိုခံပဲရှိပါတော့တယ်